မြမပြည်သူတွေယင်းနှိကျွမ်းဝင်တဲ့တရုတ်စကားလုံးတစ်လုံးရှိလာပါတယ်။အဲ့ဒါကတော့ကြားဖြတ်ပါ။ကြားဖြတ်ဆိုတာနဲ့ online internet ကနေငွေကြေးလိမ်လည်တာလို့ကြကြပြန့်ပြန့်သိကြပါတယ်။ကြားဖြတ်ဆိုတာကမြန်မာလိုလိမ်လည်မှုလို့အဓိပ္ပာယ်ရပါတယ်။စစ်ပွဲတွေနဲ့နိုင်ငံရေးမတည်ငြိမ်မှုကိုခွင့်ကောင်းယူပြီးမြန်မာပြည်နယ်စပ်တွေမှာအဓိကလှုပ်ရှားတဲ့ကြားဖြတ်တွေကိုတရုတ်နိုင်ငံသားအများစုဦးဆောင်ပါတယ်။တစ်တုံညာနှစ်ခွန်စစ်စင်ရေးအတွင်းတရုတ်ဖိအားပေးမှုနဲ့ရှမ်းမြောက်ကကြားဖြတ်လုပ်ငန်းတွေငြိမ်သက်တရုတ်နိုင်ငံသားတောင်းတဲ့ချီပြန်ပို့ခံရတဲ့နောက်မှာမြန်မာမှာကြားဖြတ်လုပ်ငန်းတွေကပုံစံတစ်မျိုးပြောင်းလည်ပတ်လာပါတယ်။သူတို့တွေဒီမှာဘိုက်ဘာနေပြီးတော့ကိုယ့်စီကိုကောင်မလေးတယောက်ကစာပို့တယ်ဒီအားလက်ချိန်တွေမှာလည်းသူတို့ရဲ့ YouTube channel တွေကို subscribe လုပ်ပြီး1000ရမယ်ပေါ့နော်။တစ်ခါလုပ်တိုင်း1000ရမယ်။လင်းနေလည်းပို့ပေးထားတယ်။အဲ့မျိုးတင်ရှိရောဝင်လာ။ဝင်တယ်ကျွန်တော်ရှိ message တွေဝင်လာတယ်။ mail ကလေးပုံပြီးတယ် message တွေဝင်လာတာကျွန်တော်ရှိမှာအခုလိုမျိုးပဲ။အဲ့လို message တွေကိုသင်ရရှိနေပြီလား။ဒါဆိုရင်တော့သင်ဟာကြားဖြတ်လုပ်သူတွေရဲ့ပြစ်မှတ်ထားလိမ်လည်ခံရဖို့နှီးစပ်နေပါပြီ။အရင်ကနိုင်ငံသားတွေကိုပြစ်မှတ်ထားတဲ့ကြားဖြတ်လိမ်လည်မှုတွေဟာအခုတော့ပြည်တွင်းကလူထုကိုဥတီပြစ်မှတ်ထားလာတာတွေ့ရပါတယ်။ဘယ်လိုတွေလိမ်နေကြသလဲကြည့်အောင်ပါ။ကြားဖြတ်သမားတွေက Facebook, Viber နဲ့ Telegram အကောင့်တွေကနေလိမ်လည်ခံရမဲ့သူတွေကိုရှာဖွေပါတယ်။ပြီးရင်တော့ message တွေလိုက်ပို့ပါတယ်။အမျိုးသမီးဓာတ်ပုံလှလှလေးတွေတုံးထားပြီးတော့နာမည်လှလှလေးတွေပေးထားတဲ့အကောင့်တွေကနေငွေရလည်မဲ့အလုပ်တစ်ခုဆိုပြီးတော့ကန်လန်းတာပါ။အဲ့ဒါကတော့ YouTube channel တစ်ခုကို subscribe လုပ်ပေးရုံနဲ့မြန်မာငွေ1000ရမယ်ဆိုပြီးတော့ဆွဲဆောင်တာပါကိုကအဲ့ဒီလုပ်ကိုလက်ခံလိုက်ပြီးဆိုရင် YouTube channel လေးတွေကိုပို့လာပါလိမ့်မယ်အဲ့ဒီ channel တွေကို subscribe တစ်ကြိမ်လုပ်ပေးရုံနဲ့1000ကစရပါတယ်အဲ့ဒီငွေကိုလိမ်လည်ခံရမဲ့သူရဲ့ KB အကောင့်တွေကိုလွှဲပေးတာပါ3ရက်လောက်ဝင်ငွေရလိုက်တဲ့နောက်လိမ်ခံရသူဟာကြားဖြန့်တွေကိုတိုင်းတာတစ်ခုထိယုံကြည်သွားပါပြီအဲ့ဒီမှာတော့ကြားဖြန့်တွေကသူတို့ဖန်တီးထားတဲ့ website တွေကိုဝင်ခိုင်းသူတို့ဖွင့်ပေးတဲ့အကောင့်တွေကနေတဆင့်ငွေကြေးရင်းနှီးမြှုပ်နှံမှုတွေပြုလုပ်ခိုင်းပါတော့တယ်အစပိုင်းမှာငွေ1000ခန်းလောက်ထည့်ဝင်ခိုင်းပြီးတော့အမျက်ရာဂိုင်နှုန်းတွေပြန်ထုတ်ပေးပါသေးတယ် Telegram, Viber တို့မှာလည်း private group တွေဖွဲ့ပါတယ်အဲ့ဒီ group တွေတဲကိုလိမ်လည်သူကိုထည့်ပြီးတော့အယုံသွင်းပါတယ်ကြားဖြန့်တွေညွှန်ကြားတဲ့အတိုင်းရင်းနှီးမြှုပ်နှံလို့ငွေကြေးအကျိုးမြတ်တွေရခဲ့တဲ့အကြောင်းရင်းနှီးမြှုပ်နှံရမယ့် mission တွေကိုတောင်မှအလူရဲ့ဝယ်ယူနေကြပုံတွေနဲ့အကောင့်တူတွေကအဲ့လို group တွေထဲမှာဝိုင်းပြောကြပါတယ်အဲ့ဒီအစ်စ်မှာယုံစားပြီးငွေထည့်ဝင်လိုက်ရကနေပြီးကြက်သိန်းရာနဲ့ချီဆုံးရှုံးသွားရသူတွေလည်းရှိနေပါတယ်ဖုန်းနံပါတ်တွေဝယ်ရတယ်လုပ်ငန်းရှင်တွေကဝယ်ရလုပ်ငန်းရှင်ကတော့တရုတ်ပေါ့ဖုန်းနံပါတ်ဝယ်ရတယ်အကောင့်တွေလည်းတချို့ကဆိုဝယ်ရတဲ့အကောင့်တွေလည်းဝယ်ရတယ်အကောင့်ပွင့်တဲ့model ပုံစံပေါ့user ကတော့အမျိုးနည်း user နဲ့ပဲသွားတာလေကိုက model နေရာဝင်ပြီးတော့ပြောရတဲ့ပုံစံမျိုးပေါ့ကျွန်တော်ကတော့ဘယ်ကုမ္ပဏီကပေါ့ HR ဘယ်သူပါဆိုပြီးတော့မိတ်ဆက်ပြီးတော့လုပ်ငန်းအကြောင်းပြောတယ်လုပ်ငန်းအကြောင်းပြောလုပ်ငန်းကတော့ကျွန်တော်တို့ရဲ့ဒီ YouTube website မှာပဲ line ပေါ်ကနေပြီးတော့တနေ့ကို9မိနစ်လောက် like and subscribe ပေါ့နော် YouTube တွေကနေပြီးတော့ post တင်တဲ့ဟာတွေပေါ့နော်ဗီဒီယိုတွေကို like and share လုပ်ပြီးရင် screenshot ရိုက်ပြီးတော့ကျွန်တော်တို့စီပို့တာနဲ့ဘယ်လောက်ရမယ်သူတို့